အားလုံးပဲမင်္ဂလာပါခင်ဗျာပြည်သူ့အတန်သတင်းဌာနကနေ2026ခုနှစ်မတ်လ13ရက်နေ့ညနေခင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ AR တိုင်းရေကြီးမြို့နယ်ငတဲချောင်းမြို့နယ်တွေကမြစ်ဆယ်အုပ်စုရွာတကုန်းကျွော်အပါဝင်ကျွော်တချို့မှာစစ်ကော်မရှင်ခန့်အုပ်ချုပ်ရေးမှုနဲ့နေရင်းရဲတွေကအပတ်စဉ်လိုင်းကြီးယူပြီးနောင်ကစားဝိုင်းတွေကိုခွင့်ပေးထားတယ်လို့ဒေသခံတွေကပြောပါတယ်။နောင်ကစားဝိုင်းတွေနဲ့ပတ်သက်ပြီးရေကြီးနဲ့ငတိုင်းချောင်းမြို့ကစစ်ကော်မရှင်အာဏာပိုင်တွေထံတိုင်ကြားပေမဲ့ယနေ့ထိတစုံတရာအရေးယူတာမရှိဘူးလို့ရွာခံတွေကပြောပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း AR တိုင်းကမြို့နယ်အသီးသီးမှာစစ်ကော်မရှင်လက်အောက်ခံအဖွဲ့အစည်းတွေကိုလိုင်းကြေးပေးပြီးလောင်းကစားဝိုင်းတွေဟာအနှောင့်အယှက်မရှိပေါ်ပေါ်ထင်ထင်လုပ်ကိုင်လာတာတွေပိုမိုများပြားလာနေတယ်လို့ဒေသခံတွေထံကစုံစမ်းသိရှိရပါတယ်။ပြည်သူ့အတန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝတ်ကွာပြီးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေ။